ဒါလေးကတော့2024ဇူလိုင်ရဲ့reading ပုဒ်စာလေးဖြစ်တယ်အဲ့တော့2024ဇူလိုင်အရင်ဆုံးအပုဒ်တူလေးကိုကြည့်ကြရအောင်အဲ့တော့ reading တွေကိုဖြည့်မယ်ဆိုရင်အရင်ဆုံးမေးခွန်းဖတ်ရတယ်မေးခွန်းလေးသွားမယ်မေးခွန်းလေးကဒီမှာဗာပေးထားလဲဆိုရင်အဲ့ဒါလေးကိုကြည့်ချက်ပြီးမယ်このメールをဒီ email ကို読んでဖတ်ပြီးတော့တဲ့ယန်ဆန်は何をしなければなりませんかဘာကိုမဖြစ်မနေလုပ်ရမှာလဲအဲ့တော့ဒီမှာဘာကိုမဖြစ်မနေလုပ်ရမှာလဲမိမိဘာပဲမိမိသူကစာပိုက်တဲကအကြောင်းအရာဘာလုပ်ရမှာလဲလို့ပဲမေးတာအဲ့တော့လုပ်ရမယ့်လူကဒီမှာယန်ဆန်နော်ယန်ဆန်လေးကိုဝိုင်းရမယ်ကိုက note တွေမှတ်ရမယ်စောင်းမရောက်ရင်ကိုမတ်ဒီမှတ်ဝိုင်းမယ်အဲ့ဒါမှမြင်တာမှာအဲ့တော့ဝိုင်းထားမယ်ရန်ဆန်ကိုဥတည်ပြီးတော့ဖြေကိုရှာမှာဘာဖြစ်လို့လဲဆိုရင်ရန်ဆန်ကလူဖြစ်တယ်လူပါလာရင်ဒီစာပိုက်ထဲမှာလူတွေရောပေးတာမှာအဲ့ကြရင်ဘသူလောက်တာပါဘယ်ဟာလောက်တာပါအဲ့လိုမျိုးကိုကတေချာမှတ်ပြီးတော့မှရန်ဆန်ရင်ပတ်သက်တဲ့လောက်တဲ့ကိစ္စကိုထုတ်ပေးရမှာနော်အဲ့ကြောင့်ရန်ဆန်ကိုဝိုင်းမယ်နောက်တစ်ခုကဒီမှာမေးလူလို့ပေးထားတယ် email ပုတ်စာလို့မှတ်တယ်ဒါ email နဲ့ပတ်သက်တဲ့ပုံစံနဲ့မေးတာအဲ့လိုပုတ်စာကတပုတ်အများရန်ပါတယ်ပေါ့နော်အဲ့တော့ email ပုတ်စာဆိုရင်အသေးမှတ်ရမှာလေးတွေရှိတယ်အဲ့တော့ဗာလေးလေဆိုရင်အရင်ပြောနေကြတဲ့အတိုင်းလေးပဲ email ပုတ်စာဆိုတော့ရုံသုံးပုတ်စာရုံသုံးပုတ်စာဆိုတဲ့ကသူများကိုလန့်ခိုင်းမှာဟိုဟာလောက်ပါဟိုဟာမလောက်ပါနဲ့အမှားစာလေးတွေပေါ့နော်တတိထားမှာလေးတွေအကြောင်းကြားစာလေးတွေဒါကြောင့်မို့လို့ခုရဆိုင်တို့အိုနေဂိုင်းတို့နော်အဲ့လိုမျိုးခိုင်းစေတဲ့ဗာလဲ grammar လေးတွေတောင်းဆိုတဲ့စကားလုံးလေးတွေကအမြဲတမ်းအဖြေဖြစ်တယ်နော်အဲ့တော့ဒါကပုတ်စာဒါလေးကပုတ်စာလေးကိုကြည့်ပြီးတစ်ချက်မှတ်လိုက်ကြမယ်စာမွေးမှာဆိုရင်ဒီလိုမျိုးလေးပါမယ်ပါတဲ့အခါမှာဒီပေါ်ကစာကြောင်းကိုဖတ်ရှာမလို့အချိန်ကုန်တယ်နော်ခုကဖတ်ပြလိုက်တယ်ခိုင်းရတဲ့ကုမ္ပဏီမှာတဲ့ကိုရဲဝါဒါကလေတဲ့နာကမူရဆန်ကနာကမူရဆိုတဲ့သူကရန်ဆန်ကြီးခိုက်တာမဲရတဲ့ရန်ဆန်စီတို့ပို့လိုက်တဲ့ရေးလိုက်တဲ့ email ဖြစ်တယ်အဲ့တော့ဒီမှာရန်ဆန်ရေးတဲ့ဆိုပြီးလာပြီပေါ့နော်အဲ့တော့လူတွေပါလာရင် AB လေးတွေနဲ့မှတ်လဲရတယ်ဒီရန်ဆန်ကိုကအဖြေထုတ်ရမှာဆိုတော့ရန်ဆန်ကို A လို့မှတ်လိုက်ပေါ့နော်ရအဲ့တော့ဒီမှာဆိုရင်တိုင်းကိုင်ဖြောဂီရှိစတိုင်းကိုင်ဂီရှိစနော်ရောရကုနောဖိုတိုဒေစနာဒီလိုမျိုးခန်းကြီးအတွဲလိုက်ကြီးပါလာရင်သူ့ကိုဘာသာမပြန်နဲ့မြင်းလေးဆွဲထားလိုက်နော်တခုခုမှလိုက် A ပေါ့ဒါမှမဟုတ် B ပေါ့နော်အဲ့တော့တိုင်းကိုင်ကြီးရှိစစ်ဆိုတာစီဝေးကံပေါ့နော်ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးကြမယ့်အခန်းပေါ့အဲ့ဒီအခန်းအတွက်ရောရကုနောဖိုတိုဒေစနာဝကင်တင်မာလီတဲ့来週のနောက်ပတ်ရဲ့木曜日でကြာသပတေးနေ့မှာနီးကြီးကန်စခါရဲရုနော်ဟာ2နာရီကြာအသုံးပြုလို့ရတာကလေတဲ့ဂျူးကြီးခါရာတို့10နာရီကနေဂျူးယောကြီးခါရာနော်ဂျူးယွန်းကြီးခါရာနော်14နာရီအထိ2နာရီအသုံးပြုလို့ရတာကနီးခိုင်းတယ်2ကြိမ်ဖြစ်တယ်တဲ့နော်အဲ့တော့ဒီမှာ10နာရီကနေအသုံးပြုလို့ရတာရဲ့14နာရီကနေအသုံးပြုလို့ရတာရဲ့နှစ်ခုရှိတယ်အဲ့လိုပြောချင်တာနော်နှစ်ခုဒိုချီရာဂါဤဒေရှောကအဲ့လိုမျိုးမိခွန်းစကလုံးလေးပါလာရင်မြင်တာဘယ်ဟာကောင်းမလဲဒါအဖြေနဲ့ဆက်ပြီးတော့စဉ်းစားရမယ့်အပိုင်းလေးပြီးရင်ဆက်ဖတ်လိုက်မယ်ခိုင်ကြီးနော်ဂျီကန်ကအစည်းအဝေးရဲ့အချိန်ကခိမတာရဆုံးဖြတ်ပြီးသွားရင်တတ်မှတ်ပြီးသွားရင်ရှိရာစေတဲ့ကုရာဆိုင်ဝိုင်းနာမယ်အဲ့ဒါအဖြေပဲနော်အဲ့တော့ရှိရာစေတဲ့ကုရာဆိုင်အတိပေးပါအကြောင်းကြားပါဒါခိုင်းလိုက်တာဆိုတဲ့ကလုံးကိုလုံးရတော့မယ်ဟာအကြောင်းကြားပါတဲ့စုစုညရောရခုရှိမှာချက်ချင်းဘိုကင်တင်မယ်အဲ့တော့ရှိမပေးထားတော့ဒါသူလုံးမှာနော်ရှိမ
ဒါကကောင်းမလေးတင်ရမှာမဟုတ်ဘူးသူတင်မှာနော်ကုဒါဆိုင်ဆိုတဲ့ဟာကဒီကောင်းမလေးကိုခိုင်းထားတာအဲ့လိုတိတ်ပဲလှမ်းခိုင်းလိုက်တာ email ကနေတဆင့်ဒါကြောင့်ဒါကသူလုပ်ရမယ့်ဟာဖြစ်ပါတယ်နော်အဲ့တော့ဒီကုဒါဆိုင်ကိုတွေ့တော့တွေ့ပြီဘာကိုကုဒါဆိုင်ရမှာလဲခိုင်းကြီးတော့ကြီးခံစီဝေးရဲ့အချိန်အဲ့လိုမျိုးပါလာရင်ရှေ့နာဒါမှမဟုတ်ရင်နောက်နာမှာအဖြေပဲအဲ့လိုတိတ်ပဲတနည်းအားဖြင့်မသိရင်တော့ဒီလိုတစ်ကြောင်းလုံးမြင်းဆွဲထားလိုက်ရတယ်အဲ့ကြောင်းလုံးနဲ့ဆင်းတူတဲ့အဖြေကိုသွားထည့်လိုက်ဒါကတော့စာပိုက်ကိုမဖတ်နိုင်တဲ့က point ကြည့်ုံနဲ့ဖြေလို့ရတဲ့ပုံစံနော်ကုရဆိုင်ကိုမြင်နဲ့ကိုနေကိုင်းတို့ဘာတို့ကိုမြင်နဲ့အရီနာတဝိုက်ကဟာကိုမှန်းပြီးတော့ထည့်လိုက်မယ်ပေါ့ဒါရန်လက်မှတ်နဲ့ထည့်တာနော်သိချမဖတ်ပဲနဲ့အဲ့တော့အဲ့ဒါကိုကြည့်လိုက်မယ်このメールを読んで D メールをファビヤンさんは何をしなければなりませんかヤンさんဘာကိုမဖြစ်မနေလုပ်ရမှာလဲနော်လုပ်ရမှာလဲမေးလိုက်ပြီကြည့်လိုက်မယ်1来週の木曜日にナウペイジャダブリにま大会議室があるので、စီဝေးလုံးမဲ့ခန်းကြီးကစခါရဲလူကြီးခန်းကိုရှီတာပဲမှာအသုံးပြုနိုင်မဲ့အချိန်ကိုရှာဖွေမယ်အဲ့လိုအချိန်ရှာခိုင်းတာလားမဟုတ်ဘူးเนาะအဲ့တော့ရှီတာပဲမှာပါတဲ့အတွက်ပယ်လိုက်မယ်နောက်သတိထားမှာဘာတွေသတိထားမလဲဆိုရင်စာပိုက်ထဲမှာမပါရင်မရွေးရကိုအုံနောက်နဲ့ဖြည့်ပြီးစဉ်းစားဖို့မလိုကိုအုံနောက်နဲ့ဖြည့်ပြီးဘာမှမတွေ့ရဘူးเนาะသူကတော့အဖြေကိုအချိန်ကိုတတ်မှတ်ခိုင်းတာအချိန်ကိုရှားမှာတင်နဲ့ရွေးလိုက်တာမျိုးအဲ့လိုမလုပ်ရစာပိုက်ထဲမှာမရေးထားရင်အမှားပဲမှတ်နော်ဒီမှာရှိတာပဲမှဆိုဘာလို့ကစုံစမ်းတဲ့စစ်ဆေးတဲ့ရှာဖွေတဲ့အဲ့လိုမျိုးတစ်လုံးမှမပါဘူးအဲ့လိုဆိုရင်ပယ်လိုက်နောက်နိဗ္ဗာန်来週の木曜日にナウパやジャダブレにま会議が2回あることအစည်းအဝေး2ကြိမ်ရှိတယ်ဆိုတာကိုမင်းသားに知らせますအားလုံးကိုအသိပေးရမယ်အဲ့တော့ဒီမှာ知らせပါတယ်နော်知らせပါတယ်အဲ့တော့ဒီပါမဲ့ဒါပေမဲ့မင်းနာလို့ပါတဲ့အတွက်မှားတယ်အားလုံးကိုသူကလိုက်အသိပေးရမှာအားလုံးကိုအသိပေးရမှာမဟုတ်ဘူးခုနအီးမေးလ်ပို့တဲ့လူကိုပဲလှမ်းပြောရမှာဒါကမှားအောင်ရောထွေးအောင်ထည့်ပေးတာအဲ့တော့မင်းနာလို့ပါတဲ့အတွက်မှားတယ်နောက်3番会議の時間はအစည်းအဝေးရဲ့အချိန်က10時သို့10နာရီကနေ14時の14နာရီရဲ့どちらがいいかဘယ်ဟာကအဆင်ပြေမလဲဆိုတာ木村さんに知らせます木村さんကိုအတိပေးရမယ်နော်ဒါလေးကမှန်ကောင်းမှန်နိုင်တယ်နောက်တစ်ခု4番ဆက်သွားလိုက်မယ်会議の時間を決めてအစည်းအဝေးရဲ့အချိန်ကို決めてဆုံးဖြတ်လိုက်မယ်ဒါမှန်တယ်自分で小畑ကိုတဲ့会議室をအစည်းအဝေးခန်းကို予約しますဘိုကင်လုပ်မယ်အဲ့တော့ဒီမှာဆိုရင်ဒါကော်မာပေးထားတယ်ပေါ့ကော်မာပေးထားတဲ့အပိုင်းမှာအရှေ့ပိုင်းလေးကမှန်တယ်အစည်းအဝေးဘယ်ချိန်စမလဲဆိုတာကိုသတ်မှတ်ရမယ်ဒါမှန်တယ်ဒါပေမဲ့ဘိုကင်တင်ရမယ်ဆိုတာမှန်ပြီမဲ့自分で小畑ကိုလို့ဆိုတဲ့အတွက်ဘာဖြစ်လဲမှားတယ်နော်ဒါကြောင့်ဒီမှာဘိုကင်တင်တဲ့အပိုင်းလေးမှာသူ့ကိုမြားလေးထိုးပြပေးတာသူတင်ရမှာသူတင်မယ်လို့ပြောတာနော်တင်လိုက်ပါလို့မဟုတ်ပဲနဲ့ကျမတင်မယ်အဲ့လိုတိတ်ပဲဒါကြောင့်အဖြေကဘာဖြစ်သွားမလဲ3番ပေါ့နော်